မင်္ဂလာပါဒီနေ့မှာတော့မှားသုံးလေးသုံးထားရှိတဲ့စကားလုံးနှစ်ခုကိုအတူတူလေ့လာကြရအောင်အဲ့ဒါကတော့ day off နဲ့ off day ဖြစ်ပါတယ် day off ကကြတော့အနားယူတဲ့ရဲ့ဥပမာကျောင်းတို့အလုပ်တို့ကနေပြီးတော့မှနားတဲ့ရဲ့သူ့ကို day off လို့ခေါ်ပါတယ်သူ့ကို take ဆိုတဲ့ verb နဲ့တွဲသုံးလေးရှိပါတယ်ဥပမာစာကြောင်းလေးတွေကိုကြည့်ကြရအောင် I'm taking a day off tomorrow to relax. I usually spend my day off reading books and drinking coffee. အနားယူတဲ့ရက်ဒီမှာဆိုလို့ရှိရင် coffee တောက်လိုက်စာအုပ်ဖတ်လိုက်နဲ့အနားယူလေးရှိတယ် Do you have any plans for your day off this Sunday? ဒီလာမယ့်တနင်္ဂနွေနားတဲ့ရက်မှာဘာလုပ်ဖို့အစီအစဉ်တွေရှိလဲ I work 6 days a week, so I only have 1 day off. ကျမကတပတ်မှာအလုပ်6ရက်လုပ်တယ်ဒါကြောင့်မလို့နားတဲ့ရက်က1ရက်ပဲရှိတယ်နောက်တစ်ခုကတော့ off day ပါအလွယ်လွယ်အချောချောနဲ့အဆင်မပြေတဲ့နေ့ဆိုလို့ရှိရင် off day လို့သုံးပါတယ်တွဲသုံးတဲ့ verb ကတော့ have ဖြစ်ပါတယ်အဲ့တော့ဝကြလေးတွေကိုကြည့်ကြရအောင် Don't worry, everybody has an off day sometimes. စိတ်မပူပါနဲ့လူတိုင်းမှာအဆင်မပြေတဲ့နေ့ဆိုတာရှိတတ်တယ် I woke up late and lost my key. It's just an off day for me. အရာထားကလည်းနောက်ကျတယ်တော့ကလည်းပျောက်သွားတယ်ဆိုတော့ဒီနေ့ကကျမအတွက်အဆင်မပြေတဲ့နေ့ပါ Our soccer team had an off day and lost the match. တို့ဘောလုံးအသင်းကဒီနေ့အဆင်မပြေဘူးခြေစွမ်းမပြနိုင်ပဲနဲ့ရှုံးခဲ့တယ် I'm usually good at cooking, but today is just my off day. ပုံမှန်ဆိုရင်ကျမဟင်းချက်ကောင်းပါတယ်ဒီနေ့ကတော့ချက်လိုက်သမျှအဆင်မပြေဘူးဒီလောက်ဆိုရင်တော့ day off နဲ့ off day ရဲ့အသုံးကိုကွဲပြားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပဲ bye bye